အားလုံးပဲမင်္ဂလာပါရှင်တက်ခေတ်သတင်းဆောင်မီဒီယာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့2026ခုနှစ်မေလ26ရက်နေ့ဒီမနက်ခင်းသတင်းများကိုဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်ယနေ့တင်ဆက်မိသတင်းကြောင်းရာကတော့သုံးဝမြို့နယ်တွင်အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်ရှင်သုံးဝမြို့နယ်အခွန်ဦးစီးဌာနရုံးအနေဖြင့်2026-2029ခုနှစ်ပြည်ထောင်စု၏အခွန်ကောက်ဥပဒေအပါအဝင်ဒီဇယ်အခွန်ဥပဒေများအရာလိုက်နာဆောင်ရွက်ရမည်ကိစ္စရပ်များနှင့်ဆက်လက်၍ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးတန်လျင်ခရိုင်သုံးကားမြို့နယ်အခွန်ဦးစီးဌာနရုံး၌မေလ25ရက်မွန်းလယ်တနာရီခွဲကပြုလုပ်ခဲ့ကြောင်းသိရပါတယ်ရှင်။ဆက်လက်၍မြို့နယ်အခွန်ဦးစီးဌာနမှဦးအောင်ဝင်းမှပြည်တွင်းအခွန်များဦးစီးဌာနတွင်ကောက်ခံသည့်အခွန်အမျိုးအစား6မျိုးရှိပြီးသုံးကားမြို့နယ်တွင်အဓိကကောက်ခံသည့်ဝင်ငွေခွန်ကုန်သွယ်လုပ်ငန်းခွန်နှင့်တစိကောင်းခွန်အကြောင်းရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာသောအခွန်ထမ်းပြည်သူများကသိရှိလိုသည့်များကိုမြင့်မြတ်ဆွေးနွေးကြကြောင်းသိရပါတယ်ရှင်။အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲသို့မြို့နယ်အစဉ်ဌာနဆိုင်ရာများနှင့်လုပ်ငန်းရှင်အခွန်ထမ်းစုစုပေါင်း25ဦးတက်ရောက်ခဲ့ကြောင်းသိရပါတယ်ရှင်။ဤသတင်းကိုစီတိုလင်း3ကမှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ကျွန်မရွှေကြီးပါ။